Okay app show ကနေကြိုးစားပါတယ်ကျွန်တော်ဒီနေ့မှာတော့ Play Store က application တွေကို install မလုပ်ခင်မှာဘယ်လိုမျိုးအချက်တွေကိုစစ်ဆေးသင့်တယ်လဲဆိုတာကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ကိုအသုံးပြုခြင်းနဲ့ application အမျိုးအစားရဲ့နာမည်တွေကိုအတိအကျသိနေတော့ကိစ္စမရှိဘူးကိုအသုံးပြုမဲ့ application အမျိုးအစားနာမည်တွေကိုအတိအကျမသိတဲ့အခါမျိုးမှာဥပမာကိုကအင်္ဂလိပ်စာလေ့လာလို့ရမယ့် application တွေကိုအသုံးပြုခြင်းနဲ့ဒါပေမဲ့ကိုကဘယ် application ကအမှန်တကယ်အသုံးဝင်နေကိုအတွက်အသုံးအဆင်ပြေမလဲဆိုတာမသိတဲ့အခါမျိုးမှာဆိုရင်ဒီ Play Store ထဲကိုဝင်ပြီးတော့ဒီ App for Study English ဆိုပြီးတော့ရိုက်ရှာလိုက်အခုဒီမှာဆိုရင်အင်္ဂလိပ်စာလေ့လာလို့ရမယ့် application တွေအများကြီးပြထားတယ်ကျွန်တော်တို့ကဒီမှာဆိုရင်ပထမဦးဆုံးကြည့်တဲ့တာက Rate ပါဒီ Rate ကတော့ user တွေအများစုကဘယ်လောက်အဆင်ပေးထားလဲဆိုတာကိုပြထားတာအများအပြား 4.0 အထက်ဆိုရင်တော့ဒီ application တွေကအသုံးဝင်တယ်လို့သတ်မှတ်လို့ရတယ် 4.3 နဲ့ 4.5 နဲ့အထက်မျိုးဆိုရင်တော့တော်တော်လေးသုံးလို့အဆင်ပြေတာများတယ်ဒီကျွန်တော်တို့ကဒီ rate ကို 4.5 နဲ့အထက်ရှိတဲ့ application မျိုးတွေကိုပဲအသုံးပြုနေဆိုရင်ဒီအပေါ်က rate ကိုတွားပြီးတော့ 4.5 and above ဆိုပြီးတော့ကျွန်တော်တို့ကတခါလေးရွေးထားလို့ရတယ်ပြီးရင် application တစ်ခုကိုရွေးပြီးတော့နောက်တစ်ဆင့် review တွေကိုကြည့်ရမယ် user တော်တော်များများကရေးထားတဲ့ review တွေထဲမှာဒီ application ကအမှန်တကယ်အသုံးဝင်လား error တွေ bug တွေရောရှိလားပြီးတော့ ADS တွေများလားဆိုတာသိနိုင်တယ်ဒီ review တွေမှာဆိုလို့ရှိရင် positive review ကများပြီး negative review ကနည်းတယ်ဆိုရင်သုံးလို့အဆင်ပြေနိုင်တယ်နောက်ပြီးတော့ SR ပုဂ္ဂိုလ်တွားပြီးတော့ထုတ်လုပ်သူ developer ကိုလည်းကြည့်ဖို့လိုအပ်တယ် developer ကပါလီပိုင်း developer ဟုတ်မဟုတ်စစ်ဆေးဖို့အတွက်ဒီမှာ official website တွေပါလားစစ်ဆေးရမယ်ပြီးရင်ဒီ official email နဲ့ address တွေပါလားဆိုတာကိုလည်းစစ်ဆေးဖို့လိုအပ်တယ် verifying developer ကထုတ်လုပ်ထားတဲ့ application တွေကပို့ပြီးတော့ယုံကြည်စိတ်ချရတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ about it အထက်ကိုဝင်ပြီးတော့ application ရဲ့အကြောင်းအရာချင်းချုပ်တွေအလုပ်လုပ်ပုံနဲ့ဘယ်သူတွေအတွက်ထုတ်လုပ်ထားလဲဆိုတာဒီ application ကကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီရလားဆိုတာကိုကြည့်ရမယ်ဒါကြောင့်ကိုယ်အသုံးပြုမဲ့ application ဟာကိုယ့်လိုအပ်ချက်နဲ့တကယ်ကိုက်ညီလားဆိုတာစစ်ဆေးဖို့အတွက်ဒီ session ကအလွန်အရေးကြီးတယ်ပြီးတော့ဒီမှာဆိုလို့ရှိရင် rate for ဆိုတဲ့နေရာမှာ 3+ ဆိုပြီးပြထားတယ်ဒါကတော့ဒီ application ကိုအသက်အရွယ်နဲ့အသုံးပြုတဲ့မတင်ကိုပြထားတာဒီမှာဆိုရင် rate for 3+ လို့ပြထားတာကြောင့်ဒီ application ကိုအသက်3နှစ်ကနေစပြီးတော့3နှစ်အထက်ကလူတွေအားလုံးအသုံးပြုလို့ရတယ်ဒီ application ကိုကလေးတွေလည်းအသုံးပြုလို့တင့်လျော်တယ်ဆိုတာကိုသူကပြထားတာဥပမာဒီ rate for ဆိုတဲ့နေရာမှာ 12+ to 70+ to 80+ to ပြထားရင်တော့ဒီ strong violent နဲ့ sensitive content တွေပါလာနိုင်တာကြောင့်ကလေးတွေကိုပေးမသုံးသင့်ထပ်ပြီးတော့နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ app info ဆိုတဲ့နေရာပါ app info မှာဆိုရင်ဒီ application ရဲ့အချက်လက်အသေးစိတ်ကိုဖော်ပြထားတယ်ဒီမှာဆိုရင်အပေါ်မှာ version မှာ app ရဲ့လက်ရှိအသုံးပြုနိုင်တဲ့ version ကိုပြထားတယ်နောက်တစ်ခုက upgrade on ဆိုတဲ့နေရာမှာဒီ application ကို developer ကနောက်ဆုံး upgrade လုပ်ထားတဲ့ရက်စွဲကိုပြထားတာဒီ upgrade ရက်စွဲကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီ application က upgrade လုပ်ထားတာအရန်ကြာသွားပြီလားဒီနောက်ထပ် upgrade တွေရောထပ်မရှိတော့ဘူးလားဆိုတာကိုသိနိုင်တယ်နောက်ထပ် upgrade လုံးဝမရှိတော့တဲ့ application မျိုးတွေမှာဆိုလို့ရှိရင်ဒီ bug တွေပါလာနိုင်တာကြောင့်ကျွန်တော်တို့ကဒီ upgrade ကိုလည်းတတိထားပြီးတော့ကြည့်တဲ့နဲ့ပြီးတော့ download ဆိုတဲ့နေရာမှာတော့ဒီ application ကို download လုပ်ပြီးဘယ်လောက်လူတွေအသုံးပြုထားသလဲဆိုတာကိုဖော်ပြထားတယ် download အရေးအတွက်ကိုကြည့်ပြီးတော့လူသုံးများလားဆိုတာကိုသိနိုင်တယ်လူသုံးများရင်တော့ကျွန်တော်တို့ကဒီယုံကြည်စိတ်ချရမယ်လို့သတ်မှတ်လို့ရတယ်နောက်တစ်ခုကတော့ require OS ပါ require OS ဆိုတာကတော့ဒီ application ကို install လုပ်နိုင်ဖို့ဒီအသုံးပြုနိုင်ဖို့လိုအပ်တဲ့ဖုန်းရဲ့ OS operating system Android version ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင် require OS မှာ Android 10 app ဆိုပြီးပြထားတယ်ဒါဆိုရင်ကျွန်တော်တို့ကဒီ application ကို Android 10နဲ့ Android 10အထက်ရှိတဲ့ဖုန်းတွေပဲအသုံးပြုလို့ရပါတယ် Android 10အောက်ကဖုန်းတွေဆိုရင်အသုံးပြုလို့မရနိုင်ပါဘူးကျွန်တော်တို့ကဒီ application ကိုအသုံးပြုနိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းမှာအနည်းဆုံး Android 10ရှိမှအသုံးပြုလို့ရမယ်ဒါကြောင့်ကိုယ်သုံးမဲ့ application ကကိုယ်ဖုန်းနဲ့ကိုက်ညီလားဆိုတာကိုလည်းဒီမှာစစ်ဆေးဖို့လိုအပ်ပါတယ်နောက်တစ်ခု in-app feature ဆိုတာကတော့ကျွန်တော်တို့ကဒီ application ကို free install လုပ်လို့ရတယ် future တချို့ကိုလည်း free သုံးပြုလို့တော့ရတယ်ဒါပေမဲ့ကိုကနောက်ထပ် future တွေစုံစုံလင်လင်နဲ့အသုံးပြုချင်တယ်ဆိုရင်ဒီပတ်စံပေးဝယ်သုံးလို့ရမယ်ဈေးနှုန်းကိုသူကပြထားတာပြီးတော့ဒီ offer ဘိုင်မှာတော့ application ကိုဘယ် developer ကနေထုတ်လုပ်ထားလဲဆိုတာကိုဖော်ပြထားတယ် offer ဘိုင်ဆိုတဲ့နေရာမှာ unknown developer ဖြစ်နေတာမျိုးတွေဒီ developer name မပါတာမျိုးတွေဆိုရင်ဒီယုံကြည်စိတ်ချရတဲ့ developer စီကထုတ်လုပ်ထားတာမဟုတ်တဲ့ application မျိုးတွေဆိုရင်အသုံးမပြုသင့်ပါဘူးနောက်တစ်ခု release on ဆိုတာကတော့ application ကိုပထမဆုံး Play Store မှာတင်ထားတဲ့ရက်စွဲကိုပြထားတာ application ဟာထုတ်လုပ်ထားတာဘယ်လောက်ကြာရှိနေပြီလဲဒီပြီးတော့ထုတ်လုပ်ထားတဲ့အချိန်ကအရန်ကြာနေပြီးတော့ update မဖြစ်တော့တဲ့ application မျိုးတွေဆိုရင်စဉ်းစားပြီးတော့အသုံးပြုတင်တယ်ဒီတစ်ခါတလေမှာလည်းဒီ app update လေးတွေဆိုလို့ရှိရင် error တွေ bug တွေများနေတာကြောင့်ဒီ
ဒီ rally on ကိုလည်းစစ်ဆေးဖို့လိုအပ်တယ်နောက်တစ်ခုကတော့ permission ကတော့ဒီ application တွေကကိုဖုန်းမှာဘာတွေကို access တောင်းထားလဲဆိုတာကိုကြည့်ရမယ် application တွေအတွက်မလိုအပ်တဲ့ permission တွေတောင်းထားတာမျိုးတွေဆိုရင်တော့အသုံးမပြုသင့်ပါဘူးဥပမာဒီ photo editor လို့ app တစ်ခုက location permission တွေတောင်းနေတာမျိုး calculator လို့ app မျိုးက content နဲ့ SMS permission တွေတောင်းနေတာမျိုးတွေဆိုရင်တော့အသုံးမပြုသင့်ပါဘူးဒီလောက်ဆိုရင်တော့ application တစ်ခုကို install မလုပ်ခင်မှာဘယ်အချက်တွေကိုစစ်ဆေးရမလဲဆိုတာကိုယ်တိုင်သိသွားပြီလို့ထင်တယ်မိတ်ဆွေတို့ရောအခုတလုံးမှာဘယ်လိုမျိုး application ကောင်းကောင်းလေးတွေအသုံးပြုနေလဲဆိုတာကိုအောက်က comment မှာရေးသွားပေးလို့ရပါတယ်ဒီလိုမျိုးအသုံးဝင်တဲ့ app related video တွေကိုဆက်လက်ကြည့်ရှုချင်နေဆိုရင်တော့ကျွန်တော်ရဲ့ app view YouTube channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်